तू ကဘာတူလဲ တို့ကြောင့်အရင်လူတွေတော့ပြောလိုက်ငါပြောစရာရှိတယ်လို့ဒီနိုင်နေစက် ကြောက်တယ် တို့ရလေနော်တခါဆင်းလာဖို့ရေစောင့်လိုက်ရတာ ဖေးသူကဘာတူလဲဟဲ့ညအိမ်ဝဲမှာဘာထိုင်လို့လဲဟမ် ဟဲ့ကိုအမနေရဘာတူလဲဘာကိစ္စငါဖုန်းနာမှာကတ်ထိုင်နေရ ငါတရားဝင်လက်ထပ်ထားတယ်အမိမ ဘာဘာဘာငါယူထားတဲ့မိမကိုမလေးမစားတော့မလုံနဲ့နော်နင်တို့အားလုံးအထောက်တစ်ထောက်စီနဲ့လမ်းမမရောက်ချင်လေနင်တို့ပါစက်ပေါက်တွေပိတ်ထား